လျှက်စစ်နှင့်စွမ်းအင်ဝင်ကြီးဌာနဟာလျှက်စစ်ဓာတ်အားပျောက်ဆုံးမှုများလျော်နယ်ပပျောက်စေရေးအတွက်စွမ်းဆောင်ရည်ကျဆင်းနေတဲ့မီတာများနဲ့အသုံးပြုသက်တမ်း220ကျော်နေတဲ့မီတာများကိုလဲလှယ်ပေးခြင်းတို့အပြင်လျှက်စစ်ဓာတ်အားသုံးစွဲလိုပေမဲ့လည်းမီတာမရရှိသေးတဲ့မိဘပြည်သူများအနေဖြင့်လိုအပ်တဲ့လျှက်စစ်မီတာအသစ်များကိုလျင်မြန်စွာရရှိနိုင်ဖို့နဲ့တဆင့်ကံပွဲစားများဝန်ထမ်းများရဲ့ပါဝင်ပတ်သက်မှုများမှာကင်းဝေးစေပြီးအချိန်နဲ့စရိတ်စကားများတသစေဖို့ရည်ရွယ်ပြီး2026ခုနှစ်ဩဂုတ်လ15ရက်မှစတင်ပြီး website မှာတဆင့်ရုံးချုပ်သို့တိုက်ရိုက်လျှောက်ထားခြင်းများကိုလည်းစတင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။အဲဒီလို smart meter စနစ်တို့ကူးပြောင်းနိုင်ရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်နေသလို analog meter များအပါအဝင် smart meter စနစ်နဲ့ချိတ်ဆက်နိုင်ခြင်းမရှိသေးတဲ့မီတာများအသုံးပြုနေတဲ့ပြည်သူများအနေဖြင့်ကိုယ်တိုင်မီတာဖတ်ရှုပြီးမီတာကပေးဆောင်နိုင်မဲ့အပြင် control center များမှစောင့်ကြည့်စစ်ဆေးနိုင်တဲ့ digital စနစ်တစ်ခုတည်ဆောက်ခြင်းကိုလည်းတပြိုင်နက်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပြီးမကြာမီအချိန်အတွင်းစသက်အသုံးပြုသွားမှာဖြစ်ပါတယ်။ဒါအပြင်တအားခိုးယူသုံးစွဲမှုများမှာပါဝင်ပတ်သက်မှုရှိတဲ့ဝန်ထမ်းများကိုထိရောက်စွာအရေးယူခြင်းလုပ်ငန်းရှင်များကိုလည်းလျှက်စစ်ဥပဒေနဲ့အညီဒဏ်ကြေးငွေပေးဆောင်စေခြင်းမီတာအသုံးပြုခွင့်ကိုကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းသို့မဟုတ်ပယ်ဖျက်ခြင်းနဲ့လုပ်ငန်းလိုင်စင်ပိတ်သိမ်းအရေးယူခြင်းတို့ကိုလည်းစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ဒါကြောင့်တအားခိုးယူသုံးစွဲမှုများလျော်နယ်ပပျောက်လာတာနဲ့အမျှနိုင်ငံတော်ရဲ့လျှက်စစ်ဓာတ်အားစနစ်ဟာလျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အပြင်လျှက်စစ်ဓာတ်အားမရရှိသေးတဲ့ပြည်သူများတို့ပုံမိုပြီးတိုးမြင့်ဖြန့်ဖြူးပေးနိုင်မှာဖြစ်ရာပြည်သူများအနေဖြင့်လျှက်စစ်ဓာတ်အားကိုစနစ်ကျအသုံးပြုပြီးကိုချင်းစာအစိမ်များဖြင့်ပုံမိုပူပေါင်းဆောင်ရွက်ပေးကြဖို့နဲ့မတမာမှုကိုတွေ့ရှိရပါကလည်းကောစင်တာဖုန်းနံပါတ်များဖြစ်တဲ့ကာကြီးလျှက်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရုံးချုပ်3969343939ခါခွေရန်ကုန်လျှက်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC 1919ဂါငယ်မန္တလေးလျှက်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း MESC 1616 hotline ဖုန်းနံပါတ်များဖြစ်တဲ့32 439393339 32 439433666 39 439 2618ဂါကြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များ3969 34 134 39 39 682 232 6339 39 665 432 595တို့သို့ဆက်သွယ်သတင်းပို့ပြီးတိကျစွာတိုင်ကြားနိုင်မှာကြောင်းအသိပေးမြစ်တာရက်ခံထားပါရရှင်။